စားတာကိုအကောင်းမကြိုက်လို့ထင်လားအကောင်းမကြိုက်တဲ့သူကိုရောရှင်တို့တွေ့ဘူးကြလားတကယ်တော့လေအိဖို့အတွက်ကတော့အကောင်းမစားဘူးဆိုတာနောက်တစ်ချိန်မှာကောင်းစားခြင်းလို့ပါပစ္စည်းကောင်းကောင်းလေးတွေသုံးခြင်းနဲ့နေရာကောင်းကောင်းလေးနေခြင်းနဲ့လူဝင်ဆန့်ခြင်းနဲ့မိသားစုရဲ့ညောင်မင်းကြီးတစ်ခုဖြစ်ရှင်နဲ့ဒီလိုရင်ဆန္ဒတွေမပြည့်သေးတဲ့၍အိဖို့တို့စူးစမ်းနေရအောင်ပါအကျွေးမတင်သွားဖို့အတွက်ဝင်ငွေနဲ့ထက်ငွေညီမျှအောင်သုံးဖို့လိုတယ်ကိုယ့်ရဲ့အနာဂတ်ပလန်တွေအတွက်စုငွေဆိုတာရှိဖို့လိုတယ်အများကြီးစုနိုင်ရမယ်လို့မပြောကိုယ့်ဝင်ငွေနဲ့ကိုစုနိုင်တဲ့လောက်ကိုစုရမှာပါအခုခေတ်ရဲ့ကုန်စည်နှုန်းကြီးနဲ့ကိုဝင်ငွေနဲ့ကိုညီမျှအောင်သုံးစွဲရတာအိမ်ရှင်မတွေအတွက်တော်တော်လေးကိုမှခက်ခဲတယ်ဆိုတာကိုချင်းစာပါတယ်ကလေးတွေတက်ကြီးရွယ်အိုတွေရှိတဲ့အိမ်တွေဆိုရင်ပိုဆိုးမယ်ဆိုတာကိုလည်းသိပါတယ်ဒါတွေကိုချင်းမစာလို့အိဖို့ကဒီလိုတွေစုပါဆိုပြီးတော့ခြောက်ပြောနေတာတော့မဟုတ်ပါဘူးเนาะမစုနိုင်ရင်တောင်မှအကျွေးမတင်တော့အောင်လို့ဝင်ငွေနဲ့ထွက်ငွေကိုအသေးချာလေးတွက်ချက်ပြီးတော့သုံးကြည့်ပါเนาะအ ਨੇ ဆုံးတော့အကျွေးမရှိရင်စိတ်ချမ်းသာရပါလိမ့်မယ်အိမ်ရှင်မတွေအနေနဲ့အပေါ်ဝင်ငွေလေးရမယ့်အလုပ်လေးတွေကိုလည်း online ကနေရှာပြီးတော့လုပ်ကြည့်ပါเนาะအခုလိုမျိုး internet ခေတ်မှာလေအိမ်ကနေပြီးတော့အားတဲ့အချိန်လေးအချိန်ပိုင်းလုပ်လို့ရတဲ့အလုပ်တွေလည်းပေါ်နေပါပြီရှင်လေ့လာကြည့်ကြပါနော်အိဖို့ရဲ့ဗီဒီယိုလေးတွေကနေတစ်စုံတစ်ခုအကျိုးရှိသွားတယ်ဆိုရင်အိဖို့ကတော့ကျဉ်းနေပါပြီရှင်